တဲ့ဂျာလီအမျက်ထွက်လေအမလီဆရာပေးနေဆရာလောက်ညီကတော့ခိုင်မှမှုရှိနော်ဈေးကတက်တာပဲဒီနေ့မပြတ်ဒီနေ့ကျွန်တော်အဲ့ဝိုင်းလေးဝယ်တော့ဆိုလို့ရှိရင်အဲ့ဝိုင်းကွက်လေးပေါ့အခုအောင်သားတဲ့ဝယ်ပေးတဲ့ဝိုင်းလေးအဲ့ဒါသူဆိုကျွန်တော်ဒါကြိုက်လို့ကျွန်တော်အင်ရှင်ဒါကိုဇေယျချခိုင်းတယ်မှာအဲ့ဒါစာချုပ်ကလည်းဟိုမိတ်တူဆိုပေမဲ့တော့နည်းနည်းတော့ရှုပ်ရှင်းကင်းတယ်ပေါ့အဲ့ဒါကိုဇေယျချခိုင်းပြီးတော့မကြပါဘူးဇေယျချပြီးတော့တရက်နဲ့လောက်နေတော့မင်းဝိုင်းကွက်လေးပြန်ရောက်မလားတဲ့အဲ့ကွာပွဲသားတူဝက်လာမယ်ငားတဲ့အမြတ်ပေးမယ်ပေါ့ကျွန်တော်ဈေးနဲ့လည်းနီးရလေကျောင်းနဲ့လည်းနီးရလေနောက်သူတို့မြေပုံထဲမှာဒါမြေကတော့ကြားလေးမြတ်ထွက်လေသူပြောတာတော့မှန်တယ်ဗျဒီနေ့1000တန်နဲ့ဝယ်တဲ့ဟာက1000နဲ့ဝယ်တဲ့ဟာတော့နောက်တစ်နှစ်လောက်ဒီတွားကြည့်လိုက်အဲ့ဒါအနည်းဆုံး1200 1300ဖြစ်သွားတာပဲရွှေဝယ်မစုနဲ့မြေဝယ်စုဒီကြခိုင်မာတဲ့မြေတာဝယ်စုဘာလို့ဆိုလူကြီးကသူတဖြည်းဖြည်းနဲ့များလာတယ်နဲမှနဲမတော့တဖြည်းဖြည်းနဲ့များလာမှာပဲဟုတ်များလာတဲ့အတွက်ကြောင့်မလို့သူကညီကတော့ကြားလီဈေးတက်နေပါလို့ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်